အသက်15-16နဲ့ကောလာဂျင်နဲ့ဂလူတိုင်းအရန်အောင်မှာတောက်ချင်နေတဲ့ညီမလေးတွေအတွက်ကောလာဂျင်ဘုံဘရော့လေးကိုလုပ်ပြမယ်ပါရပစ္စည်းတွေကိုဈေးသွားကြိုက်တဲ့အယိုးဝဲမောင်လာဥနီအဖြူတရုတ်စီတီနဲ့ကိုချီဘယ်ရီရှာမြိုင်ငါစီမာရောင်းနဲ့ကြောက်ပြုံဒီဂျင်းစက်သွန်ဖြူဒါတော့တို့အိမ်မှာရှိမှာပါအမီတို့ကစားပဲစားတတ်တာမချက်တတ်ဘူးဆိုရင်တို့အမေတွေကိုချက်ခိုင်းငါချက်ပဲချက်ပြတတ်တာအိမ်ထိလိုက်ချက်ပေးနိုင်ဘူးဝယ်လာတဲ့အယိုးထဲမှာကတ်နေတဲ့အစီဘက်လေးတွေကိုဖယ်ပါမယ်အစီတွေရမ်းတက်လို့လေရှာလကာရည်လေးနဲ့စိတ်ပြီးတာနဲ့အာဗန်ထဲမှာ180ဒီဂရီနဲ့မိနစ်30ကင်ပါမယ်အာဗန်မရှိတာနဲ့ဇက်သိမ်းပြီးဆိုပြီးအော်မနေနဲ့နော်ကင်လို့ရတယ်ဖုတ်လို့ရတယ်ကဲ6သွားပြီးဆိုလို့ရှိရင်တော့ဒီကြက်ရိုးတွေရောခုနကလှီးထားတဲ့အရွက်တွေအကုန်လုံးထည့်မယ်မညှိအောင်စက်သွန်ဖြူတွေချင်းတွေထည့်မယ်ငရုတ်ကောင်အစီရှင်ထည့်ပေါ့အစီမရှိလို့အမှုတ်လေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ဒါနန်းတို့စုပေါင်း3နာရီ4နာရီပေါ့နော်အဲ့လောက်ထိပြုတ်ပေးရမယ်ဒါတော့နိုင်ဝက်အနေထားလေးပေါ့နော်ကဲဒီကောင်လေးကကြတော့3နိုင်ပြည့်သွားတဲ့အနေထားလေးပေါ့အရေးတွေပဲယူမယ်ဆိုတော့အဖက်တွေအကုန်စကားနဲ့စစ်ထုတ်ပါမယ်ကိုကနှမျောတယ်ဆိုရင်တော့စားပေါ့နော်မဟုတ်ရင်လည်းတိတ်ဆန်လေးတွေကိုကျွတ်လို့ရပါတယ်ကဲဒီအရေးလေးတွေကိုဖန်ပလေးနဲ့မှထည့်ပြီးတော့ရေခဲတက်တာမှထည့်လိုအပ်တဲ့အချိန်ကြရင်တော့ဟင်းရည်စွပ်ပြုတ်အနေနဲ့တောက်လို့ရသွေးအားနဲ့သူတွေအတွက်သွေးအားပြည့်စေတဲ့ဂျူဂျူးပီရဲ့ကိုကြီးကမျက်စိမှုန်တဲ့လူတွေအာယုံကြောအားမကောင်းတဲ့လူတွေညဘက်အိတ်မပျော်တဲ့လူတွေအတွက်ထည့်စားလို့ရပါ